ကလာပါကျွန်တော်ဒီနေ့မှာတော့ game လေးတစ်ခုလုပ်ပြမယ်ပေါ့နော်ကျွန်တော်ဗာ game လေးလုပ်ပြမှာလေဆိုတော့ကျွန်တော်ပြမယ်အများကြီးပဲကျွန်တော်လုပ်ချင်တာလုပ်လို့ရတယ်ပေါ့နော်ကျွန်တော် game maker ပေါ့ဒါ Play Store တွေကနေသွား download ရပါတယ်ဟုတ်ဒါတော့ game maker ပေါ့နော် game maker ဖြစ်တယ်ဗျဒီကောင်းတဲ့နာမည်က game creator ပေါ့နော် game creator ဆိုတာ demo နဲ့ Play Store ပေါ်မှာနော် demo နဲ့ demo mode တွေအနေရှိရပေါ့နော်ကျွန်တော် demo ကပတ်စံပေးရမှာကျွန်တော် demo mode တွေဟာပတ်စံပေးရအဲ့ဒါဘာကွာလဲဆိုတော့ကျွန်တော်မှာဗျာကျွန်တော်ဒီ tower defense ကျွန်တော်လုပ်မှာပေါ့နော်အဲ့မဲ့ပေးလိုက်အောင်ကျွန်တော်ဒီမှာပေါ့ဒီမှာပုံနေဆွဲရဗျာပုံနေဆွဲသူကဒီမော10ကွက်ပဲဆွဲရဒီမော10ကွက်ပဲဆွဲရတော့ကျွန်တော်ဆွဲချင်တိုင်းဆွဲမြောက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမောမုတ်တွေဟာပေါ့ဒါကတော့ဒီမောမုတ်တွေဟာကျွန်တော် happy mood တွေကနေသွားထောင်းလို့ရတယ်ဟိုခဲတွေကနေလည်းသွားထောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ can new ဆိုတာနေပြီးတော့ဆွဲလိုက်ရေစောကျွန်တော်တို့ကဘာဆွဲမှလဲခံမှာညက်ပင်ဒါတော့လမ်းကြောက်ခဲလေးထားလိုက်ဘောနော်Oh noရောက်ကြီးတော့ကြောက်ပြီးတော့ကြောက်ခဲပြီးတော့တာဝါပုံဆွဲမယ်ပေါ့နော်အောက်ချင်းthere we go တွေ့ပါနော်တာဝါဒီကပြီးတော့ monster ပေါ့ monster ပေါ့ကျွန်တော်မဆွဲတော့ဒီ LOD ဆွဲနေတယ်ဆွဲလို့ monster ဟိုဒါမှ monster ကိုကားလေးထားရပြီကားအဲ့ဒီက monster ကြီးကားနေအောင်ကျွန်တော်ကပြီးရင်တာဝါခံဖို့ပေါ့နော်ကျွန်တော်ပြမယ်တာဝါခံဖို့အတွက်there we go ပြီးတော့အမဲနဲ့အဖြူနဲ့တာဝါနဲ့ပူပေါင်းဆက်လိုက်လမ်းပြီးဘူးကွာတူတော့မတူပါနဲ့တူပါပြီးရကြော
ပြီးတော့ဒီမှာအန်ထား quick step တော့မှာဒီလိုဆိုတာလေးထည့်လိုက်ပြီးတော့ crane လေးမှာတိန်လေးတောင်ဒီအဲ့ဒါလေးနေရာမှာကျွန်တော်ဒီကျွန်တော်မြေကြီးလမ်းလေးပြီးတော့ monster ကတကောင်တစ်ချစ်monster ဟုတ်ပါဒီကျွန်တော်တာဝါကအပေါ်မှာအမေအောင်အောက်မှာဒီကျွန်တော်တာဝါအားလုံးဒီအဲ့ဒါကျွန်တော်ဒီမေအောင်ပေါ့လေဒါလည်းမိုင်းနဲ့ဝင်ထားတာဒီကျွန်တော်တက်ကလေးရမ်းတက်ဒီဘာချန်သေးလေးပြန်မရှိတော့ဘူးကျွန်တော်တာဝါကိုကွိုင်းပလောင်းနဲ့ဝယ်ရမှာလေပါကွိုင်း900 damage ကနော် speed damage နော်ဒီ monster မှာထားလာတယ်တစ်စက်ဟာမတွေးလောင်းတယ်တစ်စက်ဟာဟောင်းတိုင်တော့ရပြီးတော့ဒီ monster ရောက်စွနတ်ပေါ်တစ်စက်ဟောင်းရစေးထားလိုက်နေရာထားလိုက်တော့ဒီကွာရspeed လေးတော့ထားလိုက် there we go ဟောအန်ထား point ဒီနေရာမှာပထမဝေးရဒီ monster လာမယ်ဒုတိယဝေးရဒီneon monster 5ကောင်ဒီခံမယ်ပေါ့နော်ဘာလို့တက်ဒီကြောင့်ဒါလေးတော့ပြန်ဝေးပြီးရင်ကြောင့်ပါချန်သေးလေးI'm just going to start video thôi. Cái nếu mà thì nhiều black bài này qua điều mà chỉ đó thì đây là quan với lại nó sẽ là lời cô trái được lại nó này thôi cái cây này có chặt đâu dòng của nó thì là thì cây này là đâu dòng nó tháo qua những nhưng mà cái qua mặt đó thì step vào trong mặt nó tower slope là dìm lùa vào bên đó rồi ra được món trai là sau đó năm năm đó em cũng biết chẳng kê để đi có phải đầu bóng sẽ thay đã đi bóng như thế ốc ạ đào hoa thiệt đây với cổ để chúng ta vào bên đó
ဒီအောင်မထားစမ်းတော့ကျွန်တော်ဘုံမေးချင်ပြီငါတက်ကြည့်ပါကွာခိုင်းတက်တယ်မှာဖြစ်တယ်ခိုင်းတာဝါဘယ်လိုလဲတော့1500ရှိတယ်ကောင်းပါပြီနော်တော့ဘယ်လိုများတော့ကောင်းပါအစကောင်းပါကိုးသွားလေးနေတယ်အော်တခုမေးကြရဲ့ကြီးစံတကြောင်ဒီမှာ average တွေလုပ်ရပါတော့ကျွန်တော်မလုပ်တော့ဟုတ်တယ်အဲ့ဖြစ်နေတယ်ဘာလို့ဒီမှာကျွန်တော်ထပ်ပြီးတော့လောက်လိုက်ပြီပေါ့နော်ဘုမသေးချာမှာငွားကျွန်တော်တောင်းတော့ average လောက်တာကျွန်တော်နောက်နေ့ကျမှကျွန်တော်ထပ်တင်ပေးမယ်ပေါ့နော်ဒီမှာ average လောက်တာအဲ့ဒါလားမဖြစ်ဒါတော့ boss ပေါ့ဖြစ်ပါတယ်ဒုံးကြီးတွေမြေော်တဲ့ဝင်နေပြပါပြီပေါ့နော်နောက်နေ့ကျမှပြန်တွေ့ပါမယ်ကျွန်တော်ဒီမှာ victory bye bye နောက်နေ့ကျရင်ထပ်ပြီးတော့တင်ပေးပါမယ်ပြရတယ်